ပင်လယ်ကမ်းခြေမှာမီးချောင်းတွေမွန်စတာတွေနဲ့တိုက်ခိုက်ပြီးတဲ့နောက်မှာ policy မဟာမိတ်ဖွဲ့ရဲ့စိတ်ကမ်းမျိုးတစ်ခုဖြစ်တဲ့ Britain နဲ့စီကို gas တို့တွေရောက်လာကြပါပြီ။ policy တက်တွေစုပြီးစစ်ရေးလေ့ကျင့်ပြင်ဆင်နေကြတာကြောင့်ငါနဲ့ဝေးကွာနေရကြာပြီဖြစ်တဲ့စစ်မြေပြင်ရနံ့မှာလားလို့ gas ကရည်ရွယ်ရင်မြို့ရဲကိုဝင်ဖို့လောက်ကြပါတယ်။အားလုံးအေးဆေးဝင်လို့ရပြီမဲ့ policy ခံတက်ဖြစ်တာကြောင့်ရှီဝီကီကိုတော့အဲ့ဒီဝစ်စုံနဲ့ဝင်မရဘူးဆိုပြီးတားကြပါတယ်။ကလေးအရွယ်ပဲရှိသေးတာကြောင့်တကယ်ဆုံးမလို့မထင်ပဲဒီတိုင်းရှောက်ဝစ်ထားတယ်လို့ထင်နေတာပါ။အမှန်တကယ်မှော်တက်တွေသုံးတက်မှန်းသာသိရင်အမေးမြတ်မရှိပဲ policy ကမိရှို့တက်ကြမှာပါ။ဆပ်ပီကိုကတော့ဇက်ကဘူးဝစ်ထားတာပါဆိုပြီးလိန်ပြောကြည့်ပေမဲ့မရတာကြောင့်ရှီဝီကီကစိတ်ညှို့ပစ်လိုက်ပြီးအထဲဝင်ခဲ့ပါတယ်။အီရှီဒိုရိုကရှီဝီကီကိုတနေရာဆွဲခေါ်သွားလိုက်ပြီးဒီဝစ်စုံနဲ့စစ်မပြေဘူး။တာမန်ဝစ်စုံလဲရမယ်လို့ပြောပါတယ်။ကျမတို့တော့ဒီဝစ်စုံကတာမန်မှာပဲဆိုပြီးရှီဝီကီကပြောတော့နင်ကအဲ့လိုပဲပြောလို့ကိုမရဘူး။ခေါင်းမာလိုက်တာဆိုပြီးအီရှီဒိုရိုကအုတ်ထုပ်ကိုပိတ်ရိုက်လိုက်တာလွန့်ထွက်သွားပြီးလှဲပင်းကျိတ်ခံလိုက်ရပါတယ်။ရှီဝီကီဝမ်းနေသွားပြီးပြေးထွက်သွားချိန်ကျမှအီဗာလဲရာအဲ့ဝေယုံနဲ့အုတ်ထုပ်ကဖလိုရာကူရိုင်းချုပ်ပေးထားတဲ့နောက်ဆုံးကြံတဲ့အမှတ်တရပစ္စည်းတွေပဲသူ့မှာအဲ့ဒါပဲအလွမ်းပြေကြံတော့တာလို့အော်ပြောရင်ရှီဝီကီနောက်ကိုလိုက်သွားပါတယ်။အီရှီဒိုရိုလည်းသူ့အမှားလုံးမိပြီဆိုပြီးစိတ်မကောင်းဖြစ်နေပါတယ်။ gas ကငါတို့တဲခုကန်ရှာထားလိုက်မယ်။မင်းသူ့ကိုပြန်ခေါ်လာခဲ့ဆိုပြီးအီရှီဒိုရိုကိုခွင့်ရေးပေးလိုက်ပါတယ်။ရှီဝီကီကတော့ရည်ရွယ်ချက်မရှိရှောက်သွားနေရင်ဝိညာဉ်တစ်ခုကိုမြင်တွေ့လိုက်ရပြီးနောက်ကလိုက်ကြည့်တဲ့အခါမှာတော့ပေမိတ်ချအပြစ်ပေးတဲ့နေရာကိုရောက်သွားပါတယ်။ရှီဝီကီကကျိုးဆွဲချတတ်ဖို့သုံးတဲ့ကျိုးစားတစ်ခုကိုထိကြည့်လိုက်တဲ့အခါမှာစစ်ပွဲရဲ့နှိဋ္ဌာယုံတွေလူသားချင်းရဲရဲဆက်ဆက်တပ်ဖြတ်မှုတွေကိုမြင်ပြီးလန့်သွားပါတယ်။သက်ဆိုင်ရာခန္ဓာကိုယ်တွေစီကနေမကျွတ်မလွတ်တဲ့ဝိညာဉ်တွေအများကြီးပေါ်လာပြီးနားရီငါတို့ကိုအောက်ချပေးဆိုပြီးတောင်းဆိုကြပါတယ်။ရှီဝီကီကအဆောင်စစ်သားတွေကိုလိုက်ရှာပြီးဒီလူတွေကိုဘာကြောင့်ဒီနေရာမှာချိတ်ထားတာလဲလို့မှော်ဆွမ်းသုံးပြီးပြန်ဖြေခြင်းလာအောင်မေးလိုက်ပါတယ်။တက်ခံထားရတဲ့သူတွေကခူရှန်နေပဲဒီ Britannic မြို့ကစိတ်ကမ်းမြို့စီးပွားရေးမြို့ဖြစ်တာကြောင့်ကျွန်းနေသုံးပြီးလဲပတ်ကြတယ်။ policy လက်အောက်ကအခြားနိုင်ငံတွေမှာတော့ခူရှန်တွေကဘာသာရေးရန်သူဆိုပေမဲ့ဒီ Britannic မှာတော့သူတို့ကထုတ်ကုန်နေကျွန်းနေပဲသူတို့ကိုခိုင်းစားကြရောင်းဝယ်ကြတယ်။ဒါပေမဲ့ခူရှန်ကျူးကျော်စစ်ကြီးစတင်တဲ့ချိန်မှာတော့ Britannic ကို policy ရဲ့ရေတက်အခြေစိုက်မြို့ဖြစ်ဂုဏ်ပြုပေးလိုက်တဲ့အတွက် Britannic ကလည်း policy ရဲ့ပေါ်ကိုတစ္ဆာရှိကြောင်းပြသဖို့ခူရှန်တွေကိုဒါလိုကြိုးဆွဲချပစ်ပေးထားကြောင်းပြောပြလိုက်တာရှီဝီကီအံ့ဩသွားပါတယ်။တောအုပ်ထဲကအိမ်မှာပဲ Flora နဲ့အတူသဘာဝတရားကြီးကိုချစ်မြတ်နိုးဖို့တရိတ်ဆန်လေးတွေကိုမြစ်တာထားဖို့တင်ယူရင်းနေခဲ့ရတဲ့ရှီဝီကီတယောက်လူတွေနေတဲ့လူသားဆန်တဲ့ကဘာကြီးရဲ့လူပီသားမှုတွေကိုကြားရချိန်မှာတော့ကြက်တီးထထိတ်လန့်သွားခဲ့ရပါတယ်။တေပြီးသားသူတွေရဲ့ခန္ဓာကိုယ်ပြသထားတာမသိလျော်ဘူး။အခုချက်ချင်းသူတို့ကိုကြိုးဖို့အောက်ချရမယ်။ရှင်တို့နှစ်ယောက်ကျမကိုဝိုင်းကူပေးရမယ်။ဒါပဲဆိုပြီးစိတ်ကိုလှည့်စားရင်ခိုင်းပြီးကြိုးပေးလိုက်ပါတယ်။ဒါတော့တစုံတစ်ယောက်ကလှမ်းကြည့်နေရင်ရှီဝီကီရဲ့သဘောထားနဲ့စိတ်ညှို့တဲ့မှော်စွမ်းကိုသဘောကျနေပါတယ်။ဝိညာဉ်တွေလည်းလွတ်လပ်ခွင့်ရသွားကြပါတယ်။ရှီဝီကီကိုရှာမတွေ့လို့လိုက်စုံစမ်းနေတဲ့အီရှီဒိုရိုကတော့အမှုသမားခေါင်းပိတ်ရိုက်တာတောင်ခံလိုက်ရပါသေးတယ်။ရှီဝီကီကတော့ဆက်လျှောက်သွားနေရင်စိတ်ကန်းကိုရောက်သွားပြီးတင်မောတွေအများကြီးစောက်ထားတာကိုတွေ့လိုက်ရပါတယ်။ဒီလောက်ကြီးရဲ့ຢာတွေစောက်လူတွေစုဝေးပြီးဒုက္ခခံနေကြတာအချင်းချင်းသွေးစွန်းဖို့အတွက်ပေါ့လေ။သခင်မရေဒီနေရာမှာလူသားတွေကလူမဆန်တာတွေလုပ်ပြီးဆူညံနေလို့ဝိညာဉ်တွေရဲ့အတန်ကိုတောင်ကြားရဖို့ခက်တယ်ဆိုပြီးတန်းတန်းတတာရည်ရွယ်လိုက်ပါတယ်။စုံစမ်းနေတဲ့အီရှီဒိုရိုတယောက်ဒေသခံစီကနေစိတ်ခံတရားမှာကလေးမကိုတွေးလိုက်ရတယ်။မှောင်လိုက်အဲ့နေရာပင်လယ်ဓမြတွေရောက်လာတတ်တာကြောင့်မလုံခြုံဘူး။မင်းမြန်လိုက်သွားဆိုပြီးပြောတာတွေကြားလိုက်ရလို့ဇွတ်လိုက်သွားတော့မဲ့ချိန်မှာနေပါအောင်ဆိုတဲ့အတန်ကြောင့်ရက်လိုက်ပါတယ်။အတန်ပိုင်ရှင်ကတော့မြူးဖြစ်ပြီးမင်းဆုံးမကိုလိုက်ရှာနေရမလား။ငါလည်းဆုံးမကိုလိုက်ရှာနေရ။မင်းတခုခုသိထားရင်ငါ့ကိုပြောပြပါလားကွာလို့တောင်းဆိုလိုက်ပါတယ်။အီရှီဒိုရိုကလည်းမင်းဝတ်ပုံစားပုံကအထက်တန်းလွှာတယောက်ရဲ့သားဒါမှမဟုတ်သူရဲကောင်းတယောက်မဟုတ်လား။မင်းကဆုံးမကိုဖမ်းမိပြီးအစိုးရလက်အပ်လိုက်ရင်ဂုံတက်မှာမို့လို့လိုက်ရှာဖမ်းနေရလား။အကွက်လေးတွေကလှသားပဲ။ငါ့ကိုတော့လာမလုံးနဲ့ရီးမှမပြောပြဘူးဆိုပြီးပြေးထွက်သွားပါတယ်။မြူးပြန်ပြောတာကိုလည်းတခွန်းမှနားမထောင်ပါဘူး။တကယ်ကောင်းပါ။အီဗာလဲရာကမှောင်လာတာကြောင့်ပြန်ဖို့ပြောနေချိန်မှာအံ့ဩစရာပဲ။စုံးမတွေတကယ်ရှိရပို့ဆိုတဲ့အတန်ကိုကြားလိုက်ရပြီးဆိုနီယာကိုမြင်လိုက်ပါတယ်။တောင်ဝေးနဲ့အုတ်ထုတ်ချွန်ချွန်လေးရယ်နတ်သမီးသေးသေးလေးရယ်ပြီးတော့တရိတ်ဆန်နေနဲ့လည်းစကားပြောနေနိုင်သေးရယ်စောစောတုန်းကကျိုးမိန်ချထားတဲ့ခူရှန်တွေကိုလွှတ်ပေးလိုက်တာရောပြီးတော့အဆောင်လူကြီးနှစ်ယောက်ကိုအမိန်ပေးလိုက်တာရောအယမ်းမိုက်တာပဲဆိုပြီးဇက်တိုက်ရည်ရွင်ချီကျူးနေပါတယ်။ခူရှန်ဝိညာဉ်တွေကို तू ကမြင်ရတာလားလို့ရှီဝီကီတွေးလိုက်မိပါတယ်။ဆိုနီယာနဲ့ရှီဝီကီတို့တယောက်ကိုတယောက်မိတ်ဆက်ကြရင်မိတ်ဆွေတွေဖြစ်သွားပြီးစကားကောင်းနေကြပါတယ်။ဆိုနီယာက Griffith ကိုတအားသဘောကျနေတဲ့ဘက်တော်သားတယောက်ဆိုတာကိုရောက်ဖာလို့လည်းသိမှာပါ။အခုလေဆိုနီယာသူတို့ကိုသူတို့ကြီးကန်တိတ်ငက်ဆွင်ရဲငကားစတဲ့အကောင်တွေနဲ့နှိုင်းရှင်ပြီးသူမ Griffith ရဲ့အနီးနားမှာရှိကြကြောင်း
သူမလည်း Griffith လိုမျိုးထူးဆန်းတဲ့လူတစ်ယောက်ဖြစ်တာကြောင့် Griffith ကသူမနဲ့သာထိုက်တန်လိုက်ဖက်ကြောင်းဒါပေမဲ့တရက်မှာတော့ Griffith က Charlotte ကိုကယ်တင်လာပြီး Griffith နဲ့ Charlotte တို့ဟာအများသဘောတွေရရောသူတို့ဆန္ဒအရပါလက်ထက်ထိမ်းများဖို့လုပ်ကြတာကိုသူမသဘောမကျပဲဝမ်းနေနေရကြောင်းပုံမြင်ဆန်ဆန်ငှက်တီနဲ့တင်စားပြီးပြောပြလိုက်ပါတယ်အခုအရန်အထီးကျန်နေတာကြောင့်စုံမလေးနဲ့မိတ်ဆွေဖြစ်ချင်ကြောင်းပြောလိုက်ပြီးရှီဝီကီကသူလည်းအထီးကျန်နေတာကြောင့်တငယ်ချင်းလှုပ်ချင်ပါတယ်ဆိုပြီးပြန်ပြောလိုက်ပါတယ်ဆိုနီယာကနင့်ကိုနားလဲပေးရသူရှိလားဆိုပြီးရှီဝီကီကိုမေးလိုက်တော့ gas ကိုတွေးလိုက်မိပြီးပြုံးစီစီဖြစ်နေလို့နင်ချစ်မိနေတာပဲဆိုပြီးရှီဝီကီကိုဝိုင်းစားကြပါတယ်သူကလူကြီးတယောက်အနေနဲ့ငါ့ကိုစောက်ရှောက်ပေးနေတာမလို့သူ့လိုလိုက်တာကိုခံနာပါဆိုပြီးရှက်ဝဲဝဲပြန်ပြောလိုက်ပါတယ်အဲ့အချိန်မှာပင်လယ်ဓမြတွေကတည်သွားတဲ့ခူရှန်တွေရဲ့သားသမီးတွေကိုရောင်းစားဖို့အတွက်လိုက်ဖမ်းနေကြတာကိုမြင်လိုက်ရပြီးရှီဝီကီရောဆိုနီယာရောကရက်လိုက်ဖို့တားပါတယ်စောက်လို့လာမရှုံနဲ့ဆိုပြီးတိုက်ခိုက်ဖို့လာတော့ရှီဝီကီကခန္ဓာကိုယ်လှုပ်မရအောင်လုပ်ပေးလိုက်ပါတယ်အဲ့အချိန်မှာလှုပ်မရတဲ့ပင်လယ်ဓမြရဲ့နောက်စေ့ကိုခဲနဲ့ပိတ်ထုခံလိုက်ရပြီးမှောက်သွားပါတယ်နင်သဘောကျနေရအဲ့တယောက်လားလို့ဆိုနီယာကမေးတော့အဲ့ကောင်တော့ကြိုက်เสียလားဆိုပြီးရှီဝီကီနဲ့အီဗာလဲရာပြန်ပြောလိုက်ပါတယ်လက်ညှိုးငေါငေါထိုးပြီးစောက်เสียကြီးထားလုပ်နေတဲ့အီရှီဒိုရိုပင်လယ်ဓမြကောင်တွေကဆုံးမဖို့လာတော့လှိမ့်ချလိုက်ပြီးခြေမျက်စိကိုဓာတ်နဲ့ခုတ်လိုက်ပါတယ်ပထမဆုံးချိန်လူတစ်ယောက်ကိုခုတ်လိုက်ဘူးတာဖြစ်လို့အီရှီဒိုရိုစိတ်လှုပ်ရှားနေမိပါတယ်သူတို့ဘက်တော်သားတယောက်သွေးထွက်သွားပြီဖြစ်လို့ပင်လယ်ဓမြတွေကလည်းတီဆော်ကြတော့မှာပါရှီဝီကီယာမော်ဆွမ်းနဲ့ကူညီဖို့လုပ်တော့မလုပ်နဲ့အဲ့မော်မတုံးနဲ့ဆိုပြီးစိတ်ချင်းဆက်သွယ်လှမ်းပြောလိုက်ပါတယ်သူကနင်းရဲ့တရုတ်မှန်ကိုဖုံးကွယ်ထားခြင်းလို့မော်ဆွမ်းမတုံးခိုင်းတာဆိုပြီးဆိုနီယာကပြန်ရှင်းပြလိုက်တော့ရှီဝီကီအံ့ဩသွားပါတယ်ငါတို့စိတ်နဲ့ပြောတာကို तू ကြားတာလားဆိုပြီးအံ့ဩသွားတာပါအီရှီဒိုရိုရောပတ်ပါပေါင်းပြီးပင်လယ်ဓမြတွေကိုပြေးလိုက်ချလိုက်လုပ်နေတာကြောင့်ဆိုနီယာကတောင်သဘောကျနေပါတယ်ဒါပေမဲ့အများနဲ့တယောက်လူကြီးရင်နဲ့ကလေးတယောက်ဖြစ်နေတာမို့ရှီဝီကီကတော့စိတ်ပူပြီးအားကိုးနေကြ gas ကိုပဲစိတ်ချင်းဆက်သွယ်ရင်လှမ်းခေါ်လိုက်မိပါတယ်ထင်းတဲ့အတိုင်းပဲကြာလာတော့အီရှီဒိုရိုဝိုင်းမိသွားပြီးဒုက္ခရောက်နေချိန်မှာမြူးရောက်လာပါတယ်မြူးရှာနေတဲ့ဆုံးမဟာဆိုနီယာဖြစ်ပြီးအခြေအနေကိုသုံးသပ်လိုက်မိပါတယ်မင်းကငါမိတ်ဆွေကိုကူညီပေးနေတဲ့ပုံပဲငါလည်းပါမယ်ဆိုပြီးဓာတ်ကိုထုတ်မဆိုင်မတော့နဲ့ခုတ်ပစ်လိုက်ပါတယ်ဒီကောင်ကတွေးတောင်တွေးဝေမနေပဲတက်ပစ်လိုက်တယ်ဆိုပြီးအီရှီဒိုရိုလည်းစိတ်ကိုတင်းမတွေးဝေပဲလိုက်ခုတ်ဖို့ကြိုးစားပါတယ်အဲ့အချိန်မှာတင်မောဘဝကနေကပတိန်ဆင်းလာပြီးစောက်ကလေးတွေကိုနေရာနဲ့ကိုမနေတတ်ကြဘူးပဲလို့ပြောလိုက်ပါတယ်သူ့ကိုကန်ထားလို့မကျေနပ်တဲ့မြူးကချက်ချင်းဝင်ချတော့ပင်လေဓမြကလည်းပြန်လန်ပြန်ချနိုင်ပါတယ်ဘယ်ဆိုလို့လဲမင်းကကလေးသာဖြစ်တာထက်တန်းလွားရဲ့အစ်စ်မီဓာရီရှိသားပဲလှေပေါ်မှာရောတိုက်ခိုက်နိုင်လားကြည့်ရအောင်ဆိုပြီးအောက်ကိုခုန်ဆင်းချတဲ့ခါမှာတော့လှေတွေကလှုပ်နေတာကြောင့်မြူးအသားမကျပဲရှုံးသွားပါတယ်အီရှီဒိုရိုကခုန်ဝင်ပြီးဓာတ်နဲ့လိုက်ခုတ်ပါတယ်လှေပေါ်မှာတော့မင်းကငါနဲ့ဒန်းလူချနိုင်တယ်ပေါ့လေလို့ပင်လေဓမြကအံ့ဩရင်ပြောလိုက်ပါတယ်ဒါပေမဲ့6တော့တူကနေဓာတ်ထုတ်ပြီးချလိုက်တာကြောင့်အငိုက်မိသွားပြီးအီရှီဒိုရိုလည်းရှုံးသွားပါတယ်ဒီစောက်ကလေးတွေကိုကြိုးတုပ်ထားလိုက်စမ်းဆိုပြီးကပတိန်ကအမိန့်ပေးနေတော့မှပက်ဝင်လာပြီးအလင်းနေနဲ့မျက်စိစူးအောင်လုပ်လိုက်ပါတယ်အချိန်မဆွဲပဲအီရှီဒိုရိုကလှော်တက်နဲ့ပိတ်ရိုက်လိုက်ပြီးခူရှန်ကလေးတွေနဲ့အတူအကုန်လုံးထွက်ပြေးကြပါတယ်အဖြစ်ပြက်တစ်ခုလုံးကိုစောင့်ကြည့်နေတဲ့ gas ကတော့သူ့တပည့်ရဲ့အည်ချင်းကိုသဘောကျနေပါတယ်ဒီကောင်လေးသာမလွတ်သွားရင်ပင်လေဓမြတွေလည်း gas လက်ချက်နဲ့ရှော့ရအောင်မှာပါဆိုနီယာကဒီကလေးတွေကိုသူတို့တက်ဖွဲ့ရှိရာစီကိုခေါ်သွားခြင်းတယ်ဆိုပြီးကြီးကြနေရတဲ့မြူးလည်းခေါ်သွားဖို့သဘောတူလိုက်ပါတယ်အီရှီဒိုရိုကပင်လေထဲပြုတ်ကျသွားတဲ့ဓာတ်ကိုပြန်ယူလာပြီးတော့ပြုတ်ကျပြီးသားဓာတ်ကိုပြန်မကင်နိုင်ပါဘူးဆိုပြီးပြောပါတယ်စောက်ကြီးစောက်ကြီးပြောမနေနဲ့မင်းအဆောက်ဖြစ်လဲရှိတာမဟုတ်ဘူးဒါမှမရှိရင်မင်းတို့ကောင်စောက်ခွက်ရိုက်ခံရမှာလို့အီရှီဒိုရိုကပြန်ပြောလိုက်ပြီးနှစ်ကောင်သားမြင်းပေါ်ကဆင်ထိုးကြပါတော့တယ်ဆိုနီယာကရှီဝီကီကိုအထီးကျန်နေငါတို့နဲ့လိုက်ခဲ့ပါလို့ခေါ်လိုက်ပြီးရှီဝီကီကလည်းလိုက်ဖို့အထိတွေးနေမိပါတယ်ဒါပေမဲ့ရုတ်တရက်ခက်လန်းလန်းမှာသူတို့ကိုစောင့်နေတဲ့အနက်ရောင်ဓာသမာလူချမ်းကြီးကိုမြင်လိုက်ရပြီးပျော်သွားပါတယ်ဆိုနီယာရဲ့ဖိတ်ခေါ်မှုကိုလည်းညင်ညင်သာသာပဲညှင်းလိုက်ပါတယ်ဆိုနီယာရိပ်မိသွားပြီးနင်းချေဦးကအဲ့ဒီလူပဲဖြစ်ရမယ်လို့ပြောလိုက်ပါတယ်နှစ်ကောင်သားထိုးရင်းကျရင်မိတ်ဆက်နေကြပြီးခွဲခွာဖို့ပြန်လုပ်ကြရပါတယ်ဒီကောင်လေးနှစ်ကောင်ကထိုးတာထိုးနေတာပါဒီကောင်နဲ့ဒီကောင်တော်တော်ခင်းတဲ့တငယ်ချင်းတွေဖြစ်သွားပါပြီအီရှီဒိုရိုကတော့နှက်ခမ်းတွေပါရောင်ကိုင်းနေလို့စကားမပီတော့ပါဘူးဆိုနီယာကနောက်ဆုံးအနေနဲ့ရှီဝီကီဒီမျိုးကနေမြန်နိုင်တယ်မြန်ထွက်သွားလို့ဆိုပြီးစစ်ပွဲဖြစ်မဲ့ပုံရိပ်တွေကိုစိတ်ချင်းဆက်သွယ်ရင်းပြလိုက်ပါတယ်အီရှီဒိုရိုကပြန်ရအောင်လို့ပြောရင်ရုတ်တရက်ရက်လိုက်ပါတယ်မင်းအုပ်ထုံတဲ့ဝစ်စားတွေအတွက်ငါစိတ်မကောင်းပါဘူးငါတကယ်မရည်ရွယ်ပါဘူးဆိုပြီးအတန်ငယ်လေးနဲ့တောင်းပန်လိုက်ပါတယ်ရှီဝီကီကတော့ကျမလည်းခေါင်းမာခဲ့မိတဲ့အတွက်တောင်းပန်ပါတယ်ပြန်လာခေါ်ပေးလို့ကျေးဇူးတင်ပါတယ်ဆိုပြီးပြန်ပြောရင်တင့်မြတ်သွားကြပါတယ်စစ်ပွဲအတွက်ပြင်ဆင်နေကြတာမို့တဲခုခန်းတွေပြည့်နေပေမဲ့ gas story ကန်ကောင်းပြီးတဲခုခန်းတစ်ခုရလိုက်ပါတယ်
ညစာစားနေကြတော့မှငမူးတကောင်ကကတ်စကာကိုဖွင့်လာကြောင်ဖို့လို့တော့ဆပ်ပီကိုကတားမလို့အလုံးမှာဂတ်စကပဲစောက်ခွက်ပိတ်ကန်ပေးလိုက်ပါတယ်ဖာနီစ်ကရှီဗီကီကိုအဝစ်စားရေးလဲပေးပြီးခေါ်လာတော့ဆပ်ပီကိုကတော်တော်လိုက်တာပဲလှတယ်လို့ချီးကျူးလိုက်ပြီးအီရှီဒိုရိုကတော့သတိလက်လွတ်နဲ့ကြောင်ပြီးငေးနေမိတာကြောင့်လူမိပြီးရှက်သွားပါတယ်နောက်ထပ်အရက်သမား၃កောင်ထပ်ရောက်လာပြီးဖွင့်ကြောင်တာနဲ့ရှီဗီကီရဲ့အင်ကြီးတွေပါစွန့်ကုန်ပါတယ်ငါလုံးမစောက်မှုတွေဆိုပြီးအီရှီဒိုရိုကထဆဲပါတယ်ရက်သမားတွေကပြန်ပြဲဖို့လုပ်တော့ပါဇက်ဟလိုက်တာနဲ့ gas ကစောက်ခွက်ကိုပိတ်ထိုးလိုက်ပါတယ်တန်ရတန်ကြီးပဲငါမိတ်ဆွေရဲ့အင်ကြီးကိုစွန့်အောင်လုပ်လိုက်တဲ့အတွက်ဆိုပြီးပြောလိုက်ပါတယ်ရှီဗီကီကတော့မိတ်ဆွေရဲ့လားဆိုပြီး gas ကိုသဘောကျတဲ့ထက်ကြနေပါတယ်သုံးកောင်သားအမှုသမားတွေနဲ့ချကြရင်ဆိုင်တစ်ဆိုင်လုံးလဲဆူညံနေပါတော့တယ်အခုဆိုရင်ကျွန်တော်တို့ရဲ့ဘားဆတ် enemy တွေထွက်ထားတဲ့အထိပြီးသွားပါပြီ enemy ပြီးသွားပြီမဲ့မန်ကတော့အများကြီးကြံနေသေးပါတယ်နောက်ထပ်ဗီဒီယိုတွေဆက်မတင်ဖြစ်သေးခင်မှာရောက်ဖားရုံနဲ့ကျွန်တော်နဲ့အဆက်အသွယ်မပြတ်ရအောင်လို့ကျွန်တော် Telegram group တစ်ခုထောင်ထားပါတယ်စိတ်ပိုင်လာ join လို့ရပါတယ်ဘာရတော့မဟုတ်ပါဘူးဒီတိုင်းစကားပြောဖို့ပါရောက်ဖားရုံသတိထားမိမလားတော့မသိပေမဲ့ကျွန်တော်အရင်ကဗီဒီယိုတွေတိတ်မတင်ပြခဲ့ပါဘူးဒီလမှာတော့တနေ့တစ်ပုတ်နှုံးနဲ့အများကြီးတင်ပေးပြခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ကြောင်းကတလားပိတ်လို့ပိတ်ရက်မှာတနေ့တစ်ပုတ်တင်ပေးနိုင်တာပါအခုတော့ကြောင်းပြန်ဖွင့်ပြီဖြစ်လို့အရင်လိုပုံမှန်တင်ပေးနိုင်မယ်မထင်ပါဘူးရောက်ဖားရုံတွေဒီလောက်အားပေးနေတဲ့ကြားကနေမတင်ပေးနိုင်တဲ့အတွက်လည်းအားနာမိပါတယ်ဗီဒီယိုတွေကိုအစအဆုံးကျွန်တော်ကိုယ်တိုင်ပဲလုပ်နေရဖြစ်ပေမဲ့အခုချိန်မှာတော့ကျွန်တော်ဗီဒီယို editor တယောက်လောက်ငှားပြီးတင်ရင်3ရက်ကိုတစ်ပုတ်လောက်တော့တင်နိုင်မယ်လို့ထင်ပါတယ်။ကြောင်းတစ်ဖက်နဲ့မို့လို့ပါ။ဒါကြောင့်ရောက်ဖားရုံကနားလေပေးပြီးစိတ်ရှိရှိနဲ့စောင့်ပေးစီခြင်းပါတယ်။ဘာဆက်တင်မလဲဆိုတာကိုတော့ကျွန်တော်တေချာမဆုံးဖြတ်ရသေးပါဘူး။ပြဿနာတစ်ခုကကျွန်တော်ကဘာဆက်မန်ကာကိုပြီးအောင်မဖက်ရသေးတာကြောင့်ဖက်ပြီးတဲ့အထိစောင့်ပေးကြပါဦး။အရင်မကြစီရပါဘူး။ဘာဆက်တင်မလဲဆိုတာကိုတော့ကျွန်တော်တေချာမဆုံးဖြတ်ရသေးပါဘူး။တေချာတာတစ်ခုကကျွန်တော်ရောက်ဖားရုံရဲ့ဆန္ဒကိုအလေးထားပါတယ်။ကျွန်တော်တင်တဲ့ဗီဒီယိုတွေကို VPN ခံပြီးကြည့်ပေးရနဲ့ကျွန်တော်အများကြီး support ပေးရရောက်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေသဘောကျရဆိုရင် like and share လေးလုပ်ပြီး channel ကိုလည်း subscribe လုပ်ပေးသွားကြပါဦးပြီးတော့ပင်ကွန်းမှတ်မှာချထားတဲ့ Facebook page ကိုလည်း follow လေးလုပ်ပေးကြပါဦး